ai được lưu được à bây giờ này xuống bên này phải tình khang là đây là cái thâm men xa bị mà phải tình khang lâu và xa ấy đi rồi phải tình khang là chỉ để bày tất cả thâm men xây đặt đi ấy chuyện này là chuyện phiền họ bị đó ấy đi chuyện mà phải tình cả lái mà đi về tất cả đi chỉ nên là khoa biểu đi rồi xem mà đi mà ở đây đó kia ba mà thâm men xa mà kia tôi lưu được lưu mà lên nhà lông quần vào đó cái gì đó lưu được đi sekali ini chuyệnပြောchuyện mà đi buổi màပြောchuyện là sekali là niaဟုတ်ပြီနော်လှုပ်ချင်တဲ့အရာတွေအတော်များကန်ကြီးတော့လူကြီးမယ်လှုပ်တာပေါ့ဗျာနော်ချိန်ခါလည်းရှိသေးတာတို့လူတကာရဲ့သားဖြစ်တယ်မောင်ဝီယန်စုဝီယန်စုကပဲဖုဒ္ဒဥပိသိစီလားဥပိသိစီလားအပေါ်ကနာရွက်ဆောင်တဲ့ဒါဒီလားအမှန်ကတော့ဒါရှင်းတော့ကတော့ဘယင်ဒီဆောင်တဲ့တမရွက်တိုင်းပြည်အောက်ချုပ်မဲလောက်တဲ့ဘယင်ဒီတဲ့တိုင်းပြည်သားတွေပေါ်မှာတမပြတာစွာထားရွက်ပါပြီအတိတ်နမိတ်ဆောင်လို့တမရွက်ရှင်းတော့ခေတ်ကာလရေလျက်သွားတဲ့အချိန်ကမှတမရွက်ကနေတမန်ရွက်အခုအလွဲခေါ်တော့မန်ရွက်ဟုတ်ပြီနော်တို့လူတကာလူမရဲ့တူမဖြစ်တယ်နာတာတကားလားရတယ်တတိဖြည်းဖြည်းလားတနည်းရဒီဘက်ကလားဖုဒ္ဒဝေယံဆိုနော်ဖိတ်သိခံပြီးရင်ဖုဒ္ဒဝေယံဆိုကိုရင်ဝက်မှာလားကိုရင်ဝက်မှာကဲတာရပါဗျာတမိနာမည်ဘယ်လိုခေါ်တော့ရွှဲလဲဝေစင်တမိရွှဲလဲဝေစင်ဖိတ်သိခံပြီးရင်သီလရှင်ဝက်မှာလားဝက်မှာစပင်းဒီမနှမျိုးလားနှမျိုးလားဘယ်နှမျိုးကဲတာရပါဗျာလူတကာလူမမောင်ရှင်နဲ့နာတာဘာကြောင့်ကျွန်တော်စီခေါ်ရတာတော့လို့လေအခြားမဟုတ်ပါဘူးမောင်ရှင်အားထီးဖြူစောင်းမှာဖြစ်ပါမနေ့ကမောင်ရှင်အလှဲ့နဲ့တော့အမှန်ကတော့လူကြီးကထွက်တယ်မြေမောင်ကိုထိုင်ရွှေထီးကိုစောင်းဘာထီးစောင်းရွှေထီးစောင်းမောင်ရှင်အစ်စ်ဆိုတာလူတကာရွှေထီးမစောင်းရဘူးဟုတ်ပြီနော်မောင်ရှင်ဆိုတာရွှေထီးမစောင်းရဘူးတဲ့ထီးဖြူပဲစောင်းရရွှေထီးကဘယ်သူတွေစောင်းတာလဲမိဖုရားတွေစောင်းအချင်းများဘူးလို့ဒါတဲ့ဂတိပါဖဏစီရွှေထီးလေးနဲ့စောင်းပေးရမလွယ်သေးဘူးဟုတ်ပြီနော်မောင်ရှင်ဆိုတာရွှေထီးမစောင်းရဘူးတဲ့တို့မြောက်တော့ကြီးရွာကဖေးတို့မေတို့ထီးဖြူစောင်းရတယ်ဟုတ်ပြီနော်ဒါကြောင့်မောင်ရှင်အားထီးဖြူစောင်းပြီးဟောဒီကခုနှစ်ပတ်လက်ခိုင်းဒီတော့ဒီကွယ်ကဘယ်သူလောက်ခဲ့တာလို့မေးရင်ကျွန်တော်တို့ဘာဗဗိသိက်ဆရာကြီးဘာဗသိမ့်ပြန်လောက်ခဲ့တဲ့ကွယ်မှာဟုတ်ပြီနော်ခိုင်းဒီတော့မောင်ရှင်ထီးဖြူစောင်းမှဖြစ်တဲ့ကွယ်ထီးဖြူစောင်းပေးဖို့ရွာတွေကလူမျိုးစစ်စစ်မရတော့လူမျိုးစစ်စစ်နေရတော့ကူညီပေးပါဦးဒီနေ့ဟိုဘုရားကမှာထီးပြလက်လက်ထောင်လို့နှစ်ယောက်တယောက်ထဲမရဘူးနော်ကျွန်တော်တို့ပေါက်ပန်းပတ်မဲ့အမျိုးသမီး2ယောက်လားပေါက်ပန်းပတ်မဲ့အမျိုးသမီး2ယောက်လား
ကြက်တရရှိတဲ့စီကြီးဒီရပဲဦးမြည်ဒီရှောင်းနော်ခွန်တပတ်ပြီးရင်ဒီနားမှာရက်မယ်နော်အမည်ရှိဘဒုမာတာမုတိလေစုဝဲလက်တိသေးယာဓမ္မနာသနာပါကုမမယေဝိတယောယမအစုံနဲ့ဘောဥမြင်တိဟာသနာမှာဒီကရှင်စင်ကိုချေဦးကဖိတ်တိတ်တာတွေ့ဝေယံဆိုဥပိ္ပဒိစီလားတို့ကအဝတ်နဲ့တူပြီနော်တားမောင်ရှင်အားဘိတ်သိရေးစင်တခါတည်းကောင်းကောင်းမှဖြစ်ပါလေ။ကိုင်တို့လူတကာနဲ့အလူမှာဘိတ်သိမမြောက်ဘုံမတောက်ဘိတ်သိမသွန်းဘုံမလင်းထီးပြူဆောင်တော့မင်းလောင်းပေါ်ထီးပြူဆောင်တော့မင်းလောင်းပေါ်ထီးပြူစစ်တော့ဘုံပြည့်စံနဲ့တားမောင်ရှင်ကြီးလာတဲ့အခါရက်ရွာအကျိုးဘာသာအကျိုးသာသနာအကျိုးတေဖို့ထိုင်းရမယ်သာသနာအာဇာနည်မဖြစ်ဘူးလို့ပြောလို့မရပါဘူးနော်တို့ဖြစ်ပါ၍ကိုချီဦးတို့အတိတ်တွေထောက်ဘိတ်သိမ့်မြောက်ပါပြီဩနမောဝိတေတုံမေဇယံတော်တတ္တသီလနာဓမ္မတပ္ပဒါသာမိဇေယမင်္ဂလာဩအမေရိကန်ရတဲ့ရှိကောင်းကြီးပြပြရှင်တော်မင်္ဂလာကြီးဖြစ်ပါစေကုန်သတည်းနလထံပါမင်းကြီးကုသမိနာယဘဝရပြမလည်းမရှိတာပဲတပ္ပထာတာကိုနေစိတ်မပြတ်ငြိမ်သက်ဖွယ်ဖြူအေးလူလူသားလေးဘယာတပ္ပပတိလက်ဆုံးလက်နှဆုံးဖြင့်ရက်ကိုမလွတ်ပွဲလိုက်မယ်မရှောင်းပွဲလိုက်မယ်အောင်တော်မူရထတော့ဇ
ဇေယတရောအာစီကအနိလိုက်နေမြညာမထေသစ္စာတက္ကနာမှာမာစာ၍မြောမာယာကိုဖြတ်တတ်စွာပေတနာတော်မူဝေထသောကေတဝမဂ္ဂရောင်မြရောင်မြမှာအောင်လံစစ်တူလူအောင်တော်မူမြတ်ဘုရားသခင်အားမေမောင်လေးကအမြင့်ရှင်တော်မင်္ဂလာကိုတရတပိရိနုငွေခရုဖြင့်အဘုံဘုံမူအေးစေဖို့ပြုပေးတော်မူပါအောင်တော်မူမထေရှင်သူမြတ်ကြီးဖယားဝင်တော့ဝင်စီတဲ့ထွက်တော့ထွက်စီကဲကိုကြီးစီနောက်တကြော့တော့ဒီလိုဖြမ်းမမိုးပါလို့မျိုးစာတိတွေလာကောင်းရဲ့ချိန်ခါတကိုးရဲ့ကောမိုးဘတိရိုက်ချုံသုံးပါးရဲ့ရတနာနဲ့သဘာဆိုင်ပါပြေဝမယ်မြောက်တော့ကြည့်ပါတရွာလုံးကိုချီဦးတို့နောက်ကကိုကြီးကိုထက်လိုက်လို့မြစ်ကြီးဝဲဝါကိုလို့မောင်နှမ3ယောက်ရောက်တဲ့အချိန်မှစရင်သုံးပါးရဲ့ရတနာနဲ့သဘာဆိုင်ပါပြေဝမယ်လောကနတ်ဖို့